ရုပ်ရှင်ဇာတ်ကားတချို့ကိုကြည့်တဲ့အခါစကားတစ်ခွန်းမှမပြောဘဲနဲ့တောင်မှကိုယ့်ကိုဝမ်းနဲ့သွားစေတာမျိုးကြည်နူးသွားစေတာမျိုးကိုခံစားမှုကြလားဒါကတိုက်ဆိုင်တာမျိုးလုံးဝမဟုတ်ပါဘူးဒါကတော့နောက်ွယ်ကဗီဒီယိုအက်ဒီတာတွေရဲ့သူတို့အယောင်တွေကိုသုံးပြီးတော့ကျွန်တော်တို့ကြည့်ရှုသူတွေရဲ့မှာစိတ်ခံစားချက်တွေကိုထိန်းချုပ်နေတာပဲဖြစ်ပါတယ်ဒါကို color grading လို့ခေါ်ပါတယ် color grading ဆိုတာကဗီဒီယိုတစ်ခုကိုလှပအောင်လွှတ်ယုံတက်တက်တယ်မဟုတ်ပါဘူးကြည့်ရှုတဲ့သူတွေရဲ့စိတ်ခံစားချက်ကိုဆွဲဆောင်နိုင်တဲ့ပညာရဲ့တစ်ခုလည်းဖြစ်ပါတယ်။အယောင်တွေမှာကိုယ်ပိုင်ခံစားချက်တွေရှိပါတယ်။အပြာရောင်တန်းနေတဲ့ဗီဒီယိုရုပ်ရှင်တွေကိုကြည့်တဲ့အခါမှာအဲ့ဒီရုပ်ရှင်ကအေးဆက်တဲ့ခံစားချက်မျိုးပြီးရင်ဝမ်းနည်းဖို့ကောင်းတဲ့ခံစားချက်မျိုးကိုရစေပါတယ်။အဝါရောင်နဲ့လိမ်မော်ရောင်တန်းနေတယ်ဆိုရင်တော့ तू ကနှွေးထွေးမှုကိုခံစားရစေတယ်။နောက်ပြီးတော့ तू ကလွမ်းဆွခြင်းကိုလည်းခံစားရစေပါတယ်။အနီရောင်ကိုတော့အန်ဒီရများတဲ့အခြေအနေနောက်ပြီးတော့ဒါစိတ်လှုပ်ရှားစရာကောင်းတဲ့အခြေအနေတွေမှာသုံးလို့ရှိပါတယ်။ဒါကိုနာမည်ကြီးရုပ်ရှင်တွေကိုကြည့်ပြီးတော့လည်းသိနိုင်ပါတယ်။ Matrix ရုပ်ရှင်မှာဆိုရင်လည်းကွန်ပျူတာကဘာထဲကိုရောက်နေတာမျိုးပြောချင်တာဖြစ်တဲ့အတွက်ဇာတ်ကားတစ်ကားလုံးကိုအစိမ်းအောင်တန်းနေတဲ့ဘက်ကိုသုံးထားပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဗီဒီယိုတွေကိုဖန်တီးတဲ့အခါမှာလည်းအဲ့ဒီအယောင်လေးတွေကိုသုံးပြီးတော့လူတွေရဲ့စိတ်ခံစားချက်တွေကိုပြောင်းလဲလို့ရပါတယ်။အယောင်တွေကိုတော့ video editing software တွေမှာအမျိုးမျိုးကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်။အဓိကတော့ color wheel လို့ခေါ်တဲ့ဒါ color ချိန်တဲ့ tools လေးတွေပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့သုံးပြီးတော့အဲ့ function ကိုသုံးပြီးကျွန်တော်တို့ color တွေချိန်လို့ရတယ်။ကျွန်တော် color ကိုမချိန်တတ်ဘူးဆိုရင်တော့မှဒါကျွန်တော်ဒီအသင့်သုံးပေါ့နော်အဲ loose တွေကိုကျွန်တော်သုံးလို့ရပါတယ် LUTS လို့ခေါ်တယ်ပေါ့နော်အဲ loose တနည်းပြ template တွေကိုကျွန်တော်သုံးပြီးတော့ color တွေကိုချိန်လို့ရပါတယ်ဒါကြောင့်ဒီနေ့ပြောချင်တာကတော့ video editing လုပ်တဲ့အခါမှာကိုယ့်ရဲ့ color grading ဘိုင်းကိုလည်းကျွန်တော်တို့လေ့လာပြီးတော့ကိုယ့် video နဲ့ live ဖက်တဲ့အရာတွေကိုသုံးတတ်ဖို့လည်းလိုအပ်ပါတယ်နောက်တဲ့ video မှာပြန်တွေ့ပါမယ်ကျွန်တော်ချီဆိုးရင်မှာ ITN လို့ sharing ပါ